ဒါကျွန်တော်ကိုထောက်လို့မှာပေါ့နော်ရောင်းချရကျွန်တော်ဒါမင်းယူပါကျွန်တော်ဝင့်ပေါ့နော်ဒီကောင်ကကျွန်တော်ဂီယာဘောက်အပတ်ရတေဟောပေါ့80စိုက်အပတ်ရ30မိနစ်လောက်ထားတယ်မော်တာက2ကောင်ပေါ့နော်စင်ကေပေါ့ဒါကတော့ကျွန်တော်ဒီရေလုံးထဲမှာဆိုရင်ဂျိုးပေကပေ300 350လောက်ထိထည့်လို့ရမယ်ပေါ့နော်ထည့်ရမယ့်ဂျိုးစိုက်က10မီလီ8မီလီ10မီလီပေါ့နော်အဆင်ပြေထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဘယ်တဲ့ညာလဲနဲ့ခလုံးနဲ့ဆင်ထားရပေါ့နော်ဒါကျွန်တော်ဒီမှာပဲညီမပဲဆင်ပြီးရောင်းတာပေါ့နော်ရောင်းချတာပေါ့လက်ကြည့်မယ်နော်ဒီလက်ဒါတော့ဘယ်တဲ့ညာလဲပေါ့နော်ဒါကိုဆက်ပတ်လို့တော့ပဲရတော့30ပတ်နဲ့ကျော်က80စိုက်ပေါ့နော်ဟောဒါကတော့စင်ကြယ်နှစ်ကောင်းနေဟုတ်နောက်တစ်ပြန်လဲပါသူကတော့အကျန်းခံလဲပေါ့နော်အကျန်းအရင်တုံးမဲ့ကတ်ထားမှဆိုပိုးစင်ကြီးရယ်သူ့ရဲ့အသားတက်ကကြာပေါက်ပြတ်သွားတယ်ကြာပေါက်ရဲ့ပြီးညံနေအကုန်လုံးဝယ်လဲလို့ရတယ်ပေါ့နော်ကျန်တဲ့ထိုင်တော့ကျွန်တော်ပမာရီမှာပဲထိုင်တယ်အဲဒီလိုဒီလိုဝင်းလေးလိုရတယ်ကျွန်တော်ကိုထောင်ကိုမှာရရှိနိုင်ပါတယ်ဆောက်လို့ရေးလဲသုံးလို့ရတယ်ခြားသောနေရာတွေမှာလည်းအဆင်ပြေအောင်သုံးလို့ရတယ်ပေါ့နော်နောက်တော့လဲမယ်ဟောဟုတ်တယ်ဗျလူကြီးနဲ့လောရတယ်ကျွန်တော်ကိုထောင်ကိုမှာဆက်ဆံရင်းလေးဆိုတာတော်တော်များများကိုအားပေးနေပါတယ်ဟုတ်